မှာတော့ဒီဆက်ကကျွန်တော်ကwifi မသိဘူးနော်လမ်းမဲတည်ရလမ်းကျိုးထိုးမဲ့ဆိုတော့လမ်းကျိုးနဲ့တည်တယ်လမ်းကျိုးနဲ့ပဲတည်တာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြောမယ်ကျွန်တော်တို့YouTube ကပိတ်တက်တဲ့အတွက်ဒါမှဒီမှာကြည့်ပါကျွန်တော် wifi ကိုဖွင့်ပြမယ်နော်ကျွန်တော်ဖွင့်ပြီးထားပြမယ်ကြည့်ထားပါခဏဆောက်မှာပြီးတော့ automatic ပိတ်ပါမယ်ဘာမှလည်း wifi တိုင်းမပေါ့ wifi ဥစ္စာလည်းမပေါ်ပါဘူးနော် YouTube ကပိတ်တက်တဲ့နော်ပြီးပါပြီနော်ကျွန်တော်ဒီမှာကကျွန်တော်တို့က wifi တိုင်းဒါ9390ပါဟုတ်ဒါ9631ပါဒါ9390ပါနော် YouTube ကပိတ်တက်တဲ့ဒါကိုကျွန်တော်ထိုးပြမယ်ကိုလေးဆက်ကလေးတစ်ချက်လောက်ထောင်းမယ်ပဲနော်ဒါလေးကိုင်းထားပါထောင်းပြီးမယ်ကိုကျွန်တော်အကိုလို့ရှိပါကျွန်တော်ဗီဒီယိုမရဖက်နဲ့ကျွန်တော်ထိုးပြပါမယ်အဲ့မှာထိုးလိုက်ပြီနော်ကြည့်လိုက်ပါနော် wifi ဖွင့်ပြပါမယ်โอ้ဓမ္မကအောက်ကိုစိုက်ဆက်ကအောက်ကိုစိုက်ကိုဖွင့်ပြပါမယ်ဖွင့်လိုက်ပြီနော်ခဏဆောင်းလိုက်မယ်အဲ့မှာ wifi ပေါ်ပြီနော်အဲ့လေးကိုပြောပြတာ YouTube ကပိတ်တက်တယ်ကိုဒါလေးကိုပြောပြတယ်ဒီကောင်ရဲ့ပြဿနာဘာတော့ဆိုတော့ upgrade တင်လိုက်တဲ့အတွက် wifi မသိရတော့ဖြစ်သွားတာနော်အားလုံးကျေးဇူးပါရယ် YouTube ကပိတ်တက်တဲ့အတွက်ဒါတင်ပေးရပါ